ဒီလားဒီနေ့ပို့တဲ့ချိန်မှာလည်းအားရပါရပို့ရမယ်သုံးပြီးတော့တစ်ခွက်ပြောင်းမယ်နေ့3နော်3ပြီးတော့ရှင်ဒီကနေပြီးတော့ဒီအောက်ရှေ့ကနေပြီးတော့ဒီမှာဒီနေ့ပြီးဒီဘက်ကလည်းလို့အမြဲတမ်း3ပါမှာပို့ပြီ3ကလည်းပို့ပြီးဒီမှာဒီဟာဆွဲတဲ့ဟာဒီနေ့3ဒီ5ပြီးဒီမှာလက်ကိုဒီလိုလုပ်ပြန်ဒီခွက်ချတဲ့ဒီနေ့3ပြီးဒီကိုအဖျားလေးထိသွားလိုက်ဟောမြင်လားရတာရှိတယ်ပြီးရင်စမ်းနေမယ်ပြီးရင်ဒီမှာပူပြီးလက်ညှိုးရှိအဲ့လားကြောင်မဒီလက်မလေးနဲ့ဒီလက်အစ်နဲ့နော်ဒီလက်ဖျားနဲ့ဆိုမင်းအန်သေးပါမှာဟောဒီနဲ့3ဒီလာလေးကိုပိုက်ပြီးတော့3က4က5ကတော့လို့လားညဉ့်နေတော့ပြီးရှေ့အောက်ရှေ့မောင်းမှာကျိုးဒီနေလို့လည်းမကောင်းမြင်လို့လည်းမကောင်းအလေလက်လောက်ပဲကောင်းတယ်နေလည်းအရင်နာရပါပို့ဆွဲမြင်လည်းမကောင်းမြင်တော့အလိုက်တင်လေး3ကနော်ဒီအလေတိုင်းဟောဒီနဲ့တော့ပြီးအလေတိုင်းကနေပြီးတော့တစ်ခါလျှောက်သွားမယ်ပုံကြောဒီနေတော့တောင်းနေပြီးတော့လို့ရှိရင်ဒီမှာဒီစီလေးတော့ရောလက်ကလေးကိုကွေးပြီးတော့ဒီလက်အစ်စ်ရှောင်းလေးဒီအားပြုပြီးတော့ဒါမဆိုင်နဲ့ဒီနဲ့တော့ပြီးဒီပေါ်လေးဒီနဲ့တော့ပြီးရနာလာခဲ့ကွာအဲ့လိုက်ရင်အရင်နာရင်နှိပ်ထားတော့လက်ပုံမိုးလေးနဲ့ပြင်ဖြည့်ပြီးရင်ခဏလိုပဲဒီနေတော့5ကတော့ပြန်ဆွဲဒီဘက်ကိုကူးမှာမလို့လေအားရအလဲဥတိုင်းရောရှိရအဲ့ဥတိုင်းရောလက်မောင်းအားလေးနဲ့ထည့်ပြီးဒီမြင်လား3 4ခဏလိုပဲဒီလိုမျိုးပဲဒီဘက်မှာတစ်ခါဆန့်ကျင်ဘက်ဒီမှာသူ့ရဟာရှိတယ်အားကြရင်လက်နဲ့ဒီမှာလက်မနှစ်ခုနဲ့ဟိုဝိုက်ပြီးတော့မြင်လားပို့ထလိုက်အောင်ဆင်လိုက်လို့လိုက်ဒီမှာလေဟိုနေမှာနာညာအားထည့်နာခဏလိုပဲဒီရဲ့အရှမ်းနှိပ်လိုပဲအောက်ကျောအရင်ထားနေပြီးလက်မပြန်ဆွဲဒီနဲ့တော့အားပြီးအလေကျောဒီမှာညာဒီမှာပြီးဒီအလေကျောရှိတယ်ဒီနဲ့တော့အားရဒီလိုပဲအလေရနေပြန်နေဒီနဲ့လုံးမြင်လားဒီလက်ဒီနဲ့တော့မြင်လားအားပြီးနာခဲ့ယူအဲ့ဒါအောက်ပဲဒီတရှိပုတ်တဲ့ဟာပြီးသွားပြီသူကနေလိုလေးလို့ပုတ်ပြန်ဆွဲပြီးတော့ဒီရှိအောက်ကရှိရဲ့ဟာယူနေရတော့အဲ့ဒါပဲပြီးသွားရစတော့လိုက်